ဘာဦးစကလေးရရှိနေပြီးတော့ဘယ်တော့မှမသေးဆုံးနိုင်တဲ့အမတတတဝါတကောင်ကတကယ်ရှိနေရလို့ပြောရင်ယုံကြည်နိုင်မှာမလားဒါကတိတ်ပံစိတ်ကူးရင်ဝတ္ထုတွေကဇက်ကောင်တကောင်မဟုတ်တလို့ပုံမြင်တစ်ပုတ်လည်းမဟုတ်ပါဘူးကျမတို့ရဲ့သမုတ်တရားတွေထဲမှာတကယ်ကိုလက်တွေ့ရှင်တန်နေတဲ့တာရီတော့စပ်ဒေါ်နီယိုင်းလို့ခေါ်တဲ့မသေးနိုင်တဲ့ရေနေဂျယ်လီငါDR model jellyfish ပဲဖြစ်ပါတယ်ဒီတတဝါလေးကအိုမင်းရင်ရော်လာတဲ့ခါမှာတေးဆုံးသွားမယ်စားသူ့ရဲ့စတဲတွေကိုခလေးဘဝစီပြန်လဲရောက်ရှိအောင်ပြုလုပ်ပြီးတော့ဘဝအသက်ကိုချိန်ချိန်ပြန်လဲစတင်နိုင်တဲ့အမခန်းစွမ်းရင်ကိုပိုင်ဆိုင်ထားတာပါဒီထူးဆန်းတဲ့ဂျယ်လီငါးကို1883ခုနှစ်မှာမြေထဲပင်လယ်မီဒီတာယေနီယမ်စီးထဲမှာပထမအဦးဆုံးစတင်တွေ့ရှိခဲ့ရပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့မသေးနိုင်တဲ့စွမ်းရည်ကိုတော့1990ပြည့်လွန်နှစ်တွေကြာကမှသိပ္ပံပညာရှင်တွေကလက်တွေ့စမ်းသပ်ခန်းထဲမှာမတော်တဆတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ဒီဂျယ်လီငါးတွေကဥကနေပြီးတော့ပေါ်လစ်အဆစ်အရိယာနေပြီးတစ်ဆင့်အရွယ်ရောက်လာပြီးသားမက်ဒူဇာအဆင့်ကိုရောက်ပြီးတော့မျိုးပွားပြီးသေဆုံးသွားကြတာထုံးတယ်မှာပဲဒါပေမဲ့ဒီတာရီတော့သက်ဒေါ်နီယိုင်ကတော့ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရတာတွေအစာငတ်မွတ်တာတွေဒါမှမဟုတ်အိုမင်းလာတဲ့အခါတွေမှာသူ့ရဲ့ခန္ဓာကိုယ်ကိုအရေးပြောချလိုက်ပြီးတော့ပင်လယ်အောက်ခြေမှာပေါ်လက်အဆက်ဖြစ်ပြန်လဲပြီးတော့အမြင့်တွယ်ပြီးဘဝသစ်ကိုပြန်လှလိုက်ပါတယ်ဒါကိုသိပ္ပံပညာရတော့ transdifferentiation ဆိုပြီးခေါ်ပြီးတော့ရင်းချက်ပြီးသားဆဲတွေကလည်းတစ်ဆက်နုပြိုတဲ့ဆဲတွေဖြစ်ပြောင်းလဲသွားခဲ့တာအမခန်းဖြစ်စင်ပဲဖြစ်ပါတယ်ဒီဂျယ်လီငါးလေးကအရွယ်အစားဖြစ်တော့လက်သေးကုန်လောက်သာရှိပြီးတော့မြင်ရခဲ့ပေမဲ့လည်းသူတို့ရဲ့မျိုးရိုးဗီဇကိုလေ့လာတဲ့အခါမှာတော့လူသားတွေရဲ့တက်ရှည်ကျန်းမာရေးအတွက်အလွန်မှအရေးကြီးတဲ့အချက်လက်တွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်2022ခုနှစ်မှာစပိန်နိုင်ငံသိပ္ပံပညာရှင်တွေကဒီဂျယ်လီငါးရဲ့ DNA ကိုတခြားဂျယ်လီငါးတွေနဲ့နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြပါတယ်အဲ့ဒီအခါမှာတော့ဒီအမတဂျယ်လီငါးတွေက DNA ပြုပြင်တဲ့အပိုင်းမှာပိုမိုအားကောင်းတာဆဲတွေကိုနှုတ်ပြအောင်ထိန်းသိမ်းတဲ့နေရာမှာထူးခြားတာစားတဲ့ဗီဇတွေပါဝင်နေတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒါကင်ဆာရောဂါတိုက်ဖျက်ရေးနဲ့လူသားတွေအိုမင်းငိမ့်ညော်မှုကိုနှိပ်ကွေးစေဖို့အတွက်အကြီးမားဆုံးသောမျှော်လင့်ချက်တစ်ခုလည်းဖြစ်လာပါတယ်ဒီ immortal jellyfish တွေအကြောင်းကိုဒီ Nature of Things လိုမျိုးကမ္ဘာကျော်သိပ္ပံမှတ်တမ်းတဲ့အစီအစဉ်တွေမှာအကျယ်တဝင့်ဖော်ပြခဲ့ပူပါတယ်ဒါအပြင်သူတို့တွေကကမ္ဘာတဝန်းလုံးကသမုဒ္ဒရာတွေစီကိုသဲမောတွေရဲ့ရေကန်တွေကနေတဆင်ပြန့်နှံ့နေပြီဖြစ်လို့သိပ္ပံပညာရှင်တွေကသူတို့တိတ်ဆိတ်တဲ့ကျူးကျော်သူတွေလို့တောင်တင်သားခေါ်နေကြပါတယ်ရုပ်ရှင်တွေထဲမှာတော့မသေးနိုင်တဲ့စေးနီးတွေဖြစ်ဒီဂျယ်လီငါးကိုအခြေခံပြီးတော့ဇလန်းစင်လေးရှိကြပေမဲ့လည်းလက်တွေ့မှာတော့သူတို့တွေကရန်သူငါးတွေကစားတော့ချုံခံရတာဒါမှမဟုတ်ယောဂရရင်တော့သေဆုံးနိုင်ကြပါတယ်ဒါကြောင့်ပဲသူတို့ကဇေဝကမ္မဗေဒအရာတော့မသေးနိုင်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့သိပ္ပံပညာရှင်တွေကဒီဂျယ်လီငါးရဲ့ဆဲပြောင်းလဲမှုဖြစ်စဉ်ကိုလူသားတွေရဲ့ကိုယ်တွင်းအင်ကပြန်လဲတည်ဆောက်မှုတွေမှာဘလို့အသုံးချနိုင်မလဲဆိုပြီးအပြင်းအထန်မှာသူတည်တနာကြီးပြုလုပ်နေကြပါတယ်အနာဂတ်မှာသာလူသားတွေကဒီဂျယ်လီငါးတွေစီကနေသင်ခန်းစာယူပြီးတော့အိုမင်းချင်းတွေကိုအနိုင်ယူနိုင်မလားဆိုတာတော့တကယ်မှစိတ်ဝင်စားဖွယ်ကောင်းပါတယ်ဒီသိငယ်လာတဲ့တတဝါလေးကကျမတို့ကိုပေးနေရမှစေရတော့တေခြင်းတရားဆိုတာအဆုံးသတ်မဟုတ်ဘဲနဲ့ပြန်လဲစတင်ခြင်းတစ်ခုသာဖြစ်နိုင်နေဆိုတာပါပဲတဘာဝတရားရဲ့ဒီလိုနက်နဲလာတဲ့လှုပ်ဝက်ချက်တွေကိုမြင်တွေ့ရတဲ့အခါကျမတို့သိထားတဲ့သိပ္ပံပညာဆိုတာကသမုဒ္ဒရာတွေကရေတစက်လောက်ပဲရှိသေးရဲ့ဆိုတာကိုသတိရစေပါတယ်